မာနာတယောက်အချုပ်အနှောင်ကနေလုံးဝယုံထွက်ပြီးသူမရဲ့ရှင်တန်တို့ထချင်းကိုအဆုံးသတ်မလုံးနိုင်အောင်တားဆီးဖို့အတွက်ကျွန်တော်မှရွေးချယ်စရာလမ်းတစ်ခုပဲကြံပါတော့တယ်အဲ့ဒါကတော့မတ်ကိုတက်ပစ်ဖို့ပါပဲဒါပေမဲ့ဆွဲငင်အားမဲ့နေမည်ဖြစ်နေရကအခြေအနေအလုံးကိုပြောင်းလဲပစ်လိုက်ပါတယ်မတ်ရဲ့တိုက်ခိုက်မှုတွေကပြင်းထန်ပြီးအစမပြတ်ရှိလာပေမဲ့လည်းသူလွှဲရိုက်လိုက်တဲ့အချက်တိုင်းမှာဖြစ်ပေါ်လာတဲ့တံပြန်တွန်းကန်အားကြောင့်သူ့ခန္ဓာကိုယ်ကလွေမျောသွားရပါတယ်လက်တီးတစ်ချက်ထိုးလိုက်တိုင်းမှာသူ့ကိုယ်သူပြန်ထိန်ဖို့အတွက်ဘေးနားကပျက်စီးနေတဲ့အပိုင်းအစတွေကိုလှမ်းဆွဲနေရရှာတာပါကျွန်တော်ကတော့သူနဲ့လုံးဝမတူပါဘူးကျွန်တော်ကဒီဆွဲငင်အားမဲ့ဟာလာပြင်းထဲမှာလွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ပါတယ်အာကာသဝတ်စုံပြေဝတ်ဆင်ထားတဲ့ကျွန်တော်ဟာဝတ်စုံမှာပါတဲ့တွန်းကန်အင်ဂျင်တွေကိုတုံးပြီးသူ့ရဲ့တိုက်ခိုက်မှုတိုင်းကိုရှောင်တိန်နိုင်ခဲ့ပါတယ်ဝတ်စုံရဲ့အယိုးညံ့စနစ်ကြောင့်ကျွန်တော်ရဲ့တုတ်ပြန်တိုက်ခိုက်မှုတွေကတိကျပြီးတည်ငြိမ်မှုရှိလာပါတယ်ကျွန်တော်ကတော့အချိန်ပြည့်ဟန်ချက်ညီနေပြီးဘယ်တော့မှထိန်းချုပ်မှုလွတ်မသွားခဲ့ပါဘူးမတ်တယောက်ကျွန်တော်စီကိုထပ်ပြီးအတင်းဝင်လုံးတဲ့အချိန်မှာပဲကျွန်တော်အရေးပေါ်ထွက်ပေါက်တကားကိုဖွင့်ချလိုက်ပါတော့တယ်အထဲကလေထုတွေဟာတစ်စက္ကန့်အတွင်းမှာတင်းအပြင်ကိုစုပ်ထုတ်ခြင်းခံလိုက်ရပြီးအဲ့ဒီပြင်းထန်တဲ့ဆုပ်အားကမတ်ကိုအာကာသဟင်းလင်းပြင်းနဲ့စီတဲ့ကြီးဆွဲခေါ်သွားပါတော့တယ်အာကာသရဲ့အေးဓာတ်ကဓာတ်တလက်လိုပဲဆူရှားလာပါတယ်သူ့ခန္ဓာကိုယ်ကတောင်တင်းလာပြီးတဖြည်းဖြည်းနှေးကွေးသွားခဲ့ကအရာအလုံးကစတင်ခဲသွားပါတော့တယ်အဲ့ဒီအချိန်မှာပဲသူ့ဘော်ကိုနေအောင်ချီကြားရောက်လာခဲ့ပါတယ်အဲ့ဒီခါမှာတော့မတ်ဟာရုတ်တရက်တတိပြန်လဲလာပြီးအစွမ်းကုန်အာယုံစူးစိုက်တဲ့အခြေအနေတွေကိုရောက်သွားပါတယ်သူဟာလွတ်မြောက်နိုင်မဲ့အခွင့်အရေးကိုလူးလက်ရုံးကန်ပြီးအသေးအတန်ရှာဖွေပါတော့တယ်သူ့ခန္ဓာကိုယ်ထဲမှာအဒရီနယ်လင်တွေတဟုန်ထိုးတက်လာတာကြောင့်ခန္ဓာကိုယ်ကိုဆက်ပြီးလှုပ်ရှားနိုင်အောင်အတင်းအဓမ္မတွန်းအားပေးနေခဲ့တာပါဒါပေမဲ့လူသားတစ်ယောက်ရဲ့ခန္ဓာကိုယ်အတွက်တော့ဆွဲငင်အားမဲ့တာအောက်ဆီဂျင်မရှိတာနဲ့အလွန်အမင်းအေးစိမ့်နေတဲ့တန်တွေကြောင့်လှုပ်ရှားဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပါပဲအဲဒီနောက်မှာတော့သူရွေးချယ်လိုက်တဲ့လမ်းကိုကျွန်တော်မြင်လိုက်ရပါတယ်အမိန့်တစ်ချက်တည်းနဲ့တင်သူဟာသူ့ရဲ့ပုံသဏ္ဍာန်ကိုပြောင်းလဲပစ်လိုက်ပါပြီသူ့ရဲ့စံပင်တွေကအာကာသထဲမှာပြက်လွင်သွားပြီးမျက်လုံးတွေကတော့ရဲရဲနေတဲ့အလင်းတန်းတွေတောက်ပလာခဲ့ကသူ့ရဲ့သားရဲပုံစံထဲကိုဝင်ရောက်သွားပါတော့ရဲ့သူကအလင်းတန်းတွေကိုခြေရခံပြီးကျွန်တော်ရှိတဲ့နေရာကိုပြစ်မှတ်ကွက်တီတက်မှတ်လိုက်ပါတယ်ပြီးတော့ပျက်စီးနေတဲ့အပြက်အစည်းပုံတွေစီကိုဖြည်းဖြည်းချင်းမျောလွင်သွားပြီးကျိုးပဲနေတဲ့အဆောက်အုံအပိုင်းတစ်ခုပေါ်ကိုဆင်းသက်လိုက်ပါတယ်အဲ့ဒီနေရာမှာတင်ရှိနေတဲ့တန်တိုတန်ဆတွေနဲ့ကေဘယ်ကျိုးတွေကိုတုံးပြီးချိတ်ပါတဲ့ကျိုးပစ်ကိရိယာတစ်ခုကိုခက်မြန်မြန်ပဲစက်ကနိုးတီထွင်လိုက်ပါတော့တယ်ချိတ်ကိုပြစ်လွတ်လိုက်တာနဲ့ကျိုးကတင်းခနဲဖြစ်သွားခဲ့ပြီးပြင်းထန်တဲ့ဆွဲအားကသူ့ကိုအရှိစီကိုဝုန်းခနဲဆွဲခေါ်သွားကဆုဖ်ဖဲကွန်တိုက်လေရင်ရဲ့အပေါ်ယံပိုင်းစီကိုအရှိန်နဲ့စောင့်မိသွားပါတော့တယ်အတန်ပလန်လုံးဝစိတ်သုံးနေတဲ့ဒီအာကာသဟာလာပြင်းကြီးထဲမှာအမဲလိုက်ပွဲကတော့တကြော့ပြန်စတင်လို့လာခဲ့ပြန်ပါပြီ